ယခုနှစ်ကဘာတဝမ်းမှတ်တမ်းတင်သားသမျှပြင်းထန်ဆုံးအယ်နီညိုရာသီဥတုတွေကတခုနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ရာသီဥတုပညာရှင်တွေကပြောကြပြီးပညာရှင်အချို့ကဂေါ်ဇီလာအယ်နီညိုလို့တောင်နာမည်ပေးထားကြပါတယ်။အမှန်တကယ်တော့အယ်နီညိုရာသီဥတုပုံစံတရားဝင်စတင်နေပြီဖြစ်ပြီးကမ္ဘာအပူချိန်ကအလွန်အမင်းမြင့်တက်လာနေပါတယ်။ဒီပြင်းထန်လုံးတဲ့ရာသီဥတုအခြေအနေကြောင့်တောရိုင်းတိရစ္ဆာန်များကမ္ဘာလုံးဆိုင်ရာစိုက်ပျိုးရေးနဲ့စားနပ်ရိက္ခာထောက်ပံ့ရေးကွင်းဆက်အပေါ်ကြီးမားတဲ့ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ပညာရှင်တွေကသတိပေးထားပါတယ်။စူပါအယ်နီညိုရာသီဥတုကြောင့်ပူနွေးလာတဲ့ကမ္ဘာကိုမီးစတဲလောင်စာထည့်လိုက်သလိုဖြစ်လာလိမ့်မယ်လို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကပြောထားပါတယ်။ကမ္ဘာမှာ1998ကနောက်ဆုံးအကြိမ်အယ်နီညိုရာသီဥတုဖြစ်ပေါ်ခဲ့ပြီးဖြစ်ပေမဲ့လက်ရှိအချိန်မှာကမ္ဘာကြီးပုံမပူနွေးနေတာကြောင့်ကြုံလာရမယ့်အခြေအနေတွေနဲ့ပတ်သက်လို့သိပ္ပံပညာရှင်တွေကစိုးရိမ်နေကြပါတယ်။အရင်ကအယ်နီညိုရာသီဥတုနဲ့ကြုံတွေ့ခဲ့ရချိန်ကအပူချိန်စံချိန်တင်မြင့်တက်မှုကောက်ပဲသီးနှံတွေမဖြစ်ထွန်းမှုကမ္ဘာတိုက်ကြီးများတဝမ်းမိုးခေါင်ရေရှားဖြစ်မှုရေကြီးရေရှမ်းမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ခုနှစ်မှာတော့အရင်ကထက်အားအများကြီးပိုပြင်းတဲ့စူပါအယ်နီညိုနဲ့ကြုံတွေ့ရနိုင်ပြီးမှတ်တမ်းတင်ထားသမျှအားအပြင်းဆုံးဖြစ်နိုင်တယ်လို့သိပ္ပံပညာရှင်တွေကပြောပါတယ်။ရာသီဥတုပြောင်းလဲမှုအယ်နီညိုရာသီဥတုပေါင်းစပ်လိုက်ရင်2028ခုနှစ်ဟာစံချိန်တင်အပူဆုံးနှစ်ဖြစ်လာနိုင်တယ်လို့ပညာရှင်တွေကဟောကိန်းထုတ်ထားပါတယ်။ကမ္ဘာမိုးလေဝသအဖွဲ့ကကမ္ဘာတဝန်းဖြစ်ပေါ်လာနိုင်တဲ့ဆိုးရွားတဲ့အခြေအနေတွေအတွက်အလွန်စိုးရိမ်မိကြောင်းနဲ့ပညာရှင်တွေရဲ့ပြောစကားကိုနားထောင်သင့်တယ်လို့ပြောထားပါတယ်။အမျိုးသားသမုဒ္ဒရာနဲ့ကမ္ဘာလေထုဆိုင်ရာအဖွဲ့ရဲ့ရာသီဥတုခန့်မှန်းရေးစင်တာကအလွန်ပြင်းထန်တဲ့အယ်နီညိုဖြစ်လာနိုင်ခြေ63%ရှိတယ်လို့ခန့်မှန်းထားပါတယ်။အချို့ရာသီဥတုပညာရှင်တွေကအခုနှစ်လက်ကျန်ကာလအတွင်းကနေလာမယ့်2029နှစ်လယ်ပိုင်းအထိကြုံတွေ့ရနိုင်တဲ့အယ်နီညိုရာသီဥတုကိုဂေါ်ဇီလာအယ်နီညိုလို့တောင်နာမည်ပေးထားကြပါတယ်။ဒါပေမဲ့ရာသီဥတုခန့်မှန်းနေဆိုတာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေပေါ်မူတည်ပြီးနောက်ဖြစ်လာမယ့်အခြေအနေကိုခန့်မှန်းရတာဖြစ်တဲ့အတွက်အကောင်းဘက်ကိုပြောင်းလဲသွားဖို့လည်းပညာရှင်ချို့ကမျှော်လင့်ထားကြပါတယ်။